ကင်ဆာရောဂါကာကွယ်ခြင်းနဲ့စောစီးစွာရှာဖွေတွေ့ရှိခြင်းကင်ဆာရောဂါဟာကမ္ဘာတစ်ဝန်းမှာလူသေဆုံးမှုအများဆုံးဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေရဲ့တစ်ခုဖြစ်ပေမဲ့သိပ္ပံနည်းကျလေ့လာမှုတွေအရကင်ဆာရောဂါဖြစ်ပွားမှုတွေရဲ့သုံးဖို့တပုံခန့်ဟာဘဝနေထိုင်မှုပုံစံ lifestyle ကိုပြောင်းလဲခြင်းအပြင်ကာကွယ်နိုင်တယ်လို့တွေ့ရှိရပါတယ်။ကင်ဆာကာကွယ်ခြင်းဟာကံကြမ္မာပုံမှာမူတည်နေရမဟုတ်ပဲသင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ရွေးချယ်မှုတွေပုံမှာမူတည်နေရပါ။ဒါကြောင့်ကင်ဆာဖြစ်နိုင်ခြင်းကိုရှော့ချမဲ့နည်းလမ်းအနေနဲ့ယောဂါကိုစောစောစီးစီးရှာဖွေတွေ့ရှိနိုင်မယ့်အဆင့်တွေကိုပြောပြပေးသွားပါမယ်။ကင်ဆာကာကွယ်ရေးအတွက်အဓိကစီမင်း၅ခုနံပါတ်1ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေကိုရှောင်ကျဉ်ခြင်းဆေးလိပ်တောက်ခြင်းဟာကင်ဆာရောဂါဖြစ်ပွားမှုရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီးအဆုတ်ကင်ဆာအပြင်ပါးစပ်လေကြောင်းကြောက်ကပ်စီးရိမ်နဲ့အစာရည်မျိုးကင်ဆာအပါအဝင်ကင်ဆာမျိုးစားပေါင်း14မျိုးကိုဖြစ်စေနိုင်ပါတယ်။ဆေးလိပ်ကိုချက်ချင်းလုံးဝဖျက်တောက်လိုက်ပါ။ဆေးလိပ်ဖြတ်ပြီးရဲ့နောက်မှာလည်းခန္ဓာကိုယ်ကအချိန်နဲ့အမျှပြန်လည်ကောင်းမွန်လာနိုင်တာကြောင့်ဆေးလိပ်ဖြတ်ဖို့ဘယ်တော့မှနောက်မကျပါဘူး။သူတစ်ပါးတောက်တဲ့ဆေးလိပ်ငွေကိုရှူရှိုက်ခြင်းကလည်းအန္တရာယ်ရှိရာကြောင့်ရှောင်ကျဉ်သင့်ပါတယ်။နံပါတ်2ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးခြင်းအသီးရွက်နဲ့အမြင့်တက်တနေ့တာစားသုံးတဲ့စားစာတွေရဲ့အများစုကိုဟင်းသီးဟင်းရွက်တစ်သီးဝလံနဲ့ကောက်နှံစာတွေနဲ့ပြည့်ဝပါစေ။ဒီအရာတွေမှာပါဝင်တဲ့အမြင့်တက်တွေကဥမကြီးကင်ဆာဖြစ်နိုင်ခြင်းကိုရှော့ချပေးပါတယ်။အစီနဲ့အနီရောင်အသားတွေရှော့ချခြင်းအစီများတဲ့အသားတွေနဲ့ပြုပြင်ထားတဲ့အသားအနီတွေဥပမာဘေးခွန်းဝက်ပေါင်ကြောက်တွေဒါတွေကိုစားသုံးခြင်းဟာဥမကြီးကင်ဆာဖြစ်နိုင်ခြင်းကိုမြင့်တက်စေရာကြောင့်ရှော့ချပြီးငါတို့မို့အစီထုတ်ထားတဲ့ကြက်သားတွေကိုစားထိုးစားသုံးသင့်ပါတယ်။အရက်တောက်သုံးမှုကန့်သက်ခြင်းအရက်ဟာအသေးရင်သားအစာရည်မျိုးနဲ့ဥမကြီးကင်ဆာတွေဖြစ်စေနိုင်တာကြောင့်အရက်တောက်သုံးမှုကိုအတက်နိုင်ဆုံးရှော့ချသင့်ပါတယ်။နံပါတ်3ကိုယ်လေးချိန်ထိန်းချုပ်ခြင်းနဲ့လှုပ်ရှားမှုအဝလွင်ခြင်းအန်ဒီအဝလွင်ခြင်းဟာခန္ဓာကိုယ်မှာရောင်ရမ်းမှုကိုမြင့်တက်စေပြီးရင်သားဥမကြီးကြောက်ကပ်နဲ့တိုင်ကင်ဆာပါဝင်ကင်ဆာမျိုးစားများစွာနဲ့ဆက်ဆက်နေပါတယ်။သုံးဆောင်မှုကတော့တစ်ပတ်ကိုအနည်းဆုံးမိနစ်150ခန့်ပေါ့ပါးရဲ့ကိုယ်လက်လှုပ်ရှားမှုဥပမာလမ်းလျှောက်ခြင်းဒါမှမဟုတ်မိနစ်85မိနစ်ခန့်ပြင်းထန်တဲ့လှုပ်ရှားမှုတွေဥပမာပြေးခြင်းဒါတွေကိုပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။နံပါတ်4နေရောင်ခြည်ဓာတ်မှကာကွယ်ခြင်းနေရောင်ခြည်မှာပါတဲ့ခရမ်းလွင်ရောင်ခြည်တွေဟာရေပြား cell တွေကိုပျက်စီးစေပြီးရေပြားကင်ဆာဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။နေရောင်အပြင်းဆုံးချိန်ဖြစ်တဲ့မနက်10:00နာရီကနေညနေ4:00နာရီကိုရှောင်ပါအပြင်ထွက်တဲ့အခါမှာလည်း SPF 30သို့မဟုတ်ဓာတ်ထက်ပိုတဲ့နေရောင်ကခရင်ကိုလိမ့်ပြီးအောက်ထုတ်နဲ့နေကမျက်မှန်ကိုလည်းအသုံးပြုပါနံပါတ်5ကာကွယ်ဆေးထိုးနှံခြင်း HPV ကာကွယ်ဆေး HPV ဟာတည်ရင်ကောင်းကင်ဆာလေကြောင်းကင်ဆာနဲ့စအိုကင်ဆာတို့ကိုဖြစ်စေနိုင်ပါတယ်HPV ကာကွယ်ဆေးကိုကလေးဘဝ17နှစ်ကနေ12နှစ်မှာထိုးနှံခြင်းဖြင့်ကင်ဆာဖြစ်နိုင်ခြင်းကိုများစွာလျှော့ချနိုင်ပါတယ်အသေးအောင်တဝါဘီကာကွယ်ဆေးဒီဗိုင်းရပ်စ်ဟာအသေးကင်ဆာဖြစ်စေနိုင်တာကြောင့်ကာကွယ်ဆေးထိုးနှံခြင်းအသေးကင်ဆာကိုကြိုတင်ကာကွယ်ရရောက်ပါတယ်ကင်ဆာရောဂါကိုစောစီးစွာရှာဖွေတွေ့ရှိခြင်း early detection ကင်ဆာကိုစောပိုင်းစစ်မှာတွေ့ရှိရင်ကုသပျောက်ကင်းနိုင်ခြင်းအလွန်မြင့်မားတာကြောင့်အသက်အရွယ်အလိုက်ပုံမှန်စစ်ဆေးမှုတွေခံယူဖို့အရေးကြီးပါတယ်ရင်သားကင်ဆာအတွက်ရင်သားတက်မှန်စစ်ဆေးသင့်ပါတယ်အသက်40-45နှစ်ကနေစတင်ပြီးအမျိုးသမီးတွေနှစ်စဉ်စစ်ဆေးသင့်ပါတယ်တည်ရင်ကောင်းကင်ဆာအတွက်တော့တည်ရင်ကောင်းချစ်ယူစစ်ဆေးခြင်းကိုအသက်21နှစ်ကနေစတင်ပြီးပုံမှန်စစ်ဆေးသင့်ပါတယ်ဥမကြီးကင်ဆာအတွက်ဥမကြီးမှန်ပြောင်းကြည့်ခြင်းကိုအသက်45နှစ်ကနေ50နှစ်ကြားမှာစတင်ပြီး10နှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်စီးကျိတ်ကင်ဆာအတွက်တော့ PSA စစ်ဆေးခြင်းကိုအသက်50ကျော်အမျိုးသားတွေဒါမှမဟုတ်အရင်ကဖြစ်ခဲ့မှုရဲ့ရာဇဝင်ရှိသူတွေစစ်ဆေးသင့်ပါတယ်ဒီကုန်းချုပ်အနေနဲ့ကင်ဆာရောဂါကာကွယ်ခြင်းဟာတက်လက်ထဲမှာရှိတဲ့ရွေးချယ်မှုတွေပေါ်မှာမူတည်ပါတယ်ကျန်းမာတဲ့စားသောက်ပုံမှန်လှုပ်ရှားမှုဆေးလိပ်ရှောင်ခြင်းတို့နဲ့အတူပုံမှန်ဆေးစစ်မှုတွေခံယူခြင်းဖြင့်သင်ရဲ့ကင်ဆာဖြစ်နိုင်ခြင်းကိုလျှော့ချပြီးအသက်ရှည်ကျန်းမာစွာနဲ့နေထိုင်နိုင်မှာပဲဖြစ်ပါတယ်